တင်းနေ3လေးကို30တဲ့ပုံမရတော့မကြည့်ပါလို့ဆောင်းပါလားတင်းနေ3လေး30တက်ရုံနဲ့ချဲတိုင်းလောက်စားလို့ရရလေဗျာ Nice ကောင်းလိုက်တဲ့ရွေချက်ပါလားအနာဂတ်ရဲ့ချဲတိုင်းယူတော့ဂုံပြူအောင်ပေါ့နော်အဲ့ဟိုဘက်လို့ပြောနေလေရိုက်ပါတားရင်မို့လို့ရိုက်မယ်ဆိုတာသိပြီးသားဒီကောင်ဘာတွေလျှောက်ပြောနေပေါက်ခဲ့ရတယ်အဖေကလေအဖေအကြောင်းတွေကိုမမီအောင်ကျွန်တော်အောင်တော့ဖြတ်စည်းတော့မလို့လား Damn ဟေ့ငါရိုက်မှာဖင်ကိုရိုက်မှာကွာပင်ပါလေမညံရှိတယ်ဗျဘာတွေလျှောက်ပြောနေမထပ်ပြောကြည့်မင်းပါဇက်ကိုလေတခါတည်းငါအဲ့နဲ့ချုပ်ပြင်သိတယ်အဖေကလေကျွန်တော်အောင်တော့ဖြတ်စည်းရောက်နေမှာနောက်ပိတ်ဖို့ကလောက်နေတာဖျားလုံးနေနဲ့ကိုကိုဒါကိုကြောင်ကုန်မဲလားကျွန်တော်အဲ့ညာကိုအဖေခေါ်လာပေါ့ငါမခေါ်ပါဘူးကွာသူကသူအတင်းဝင်လာတာအဖေရတယ်ဗျာသူများစာချက်နေရခန်းနဲ့ခွင့်ပြုချက်မရှိပဲဝင်လာတာတော့လူကြီးတော့မဆမ်းပါဘူးဟောလူကြီးလူကောင်းမဆန်တာတွေခွေးကြီးခွေးကောင်းမဆန်တာတွေဒါမပြောနဲ့နော်မင်းရဲ့ចောင်းသားဖြစ်ပြီးចောင်းသားတောင်မကြည့်ဘဲနဲ့ကောင်စာချက်ပါဆိုအေးနေမဟုတ်ဘူးဗျာစာတိုင်ရှုနေတာစာဖြူစဖူကားတဲ့အဲ့ဒါမားတယ်ဗျဥစ္စာဖြူဖဝကားတဲ့ဘာလဲကွာမင်းကလာပြန်ပြီအဆိုင်ပါလားဥစ္စာဖြူဖအိုကဖအိုးဆိုတာဖခင်အိုးကြီးကိုပြောတာဖခင်အိုးကြီးတရားညောင်းလာညာလာကိုအကြောင်းပြပြီးတော့အိမ်နိုင်ခန်းနေသွားကြတော့ပိုက်ဆံကုန်တာဗောဗျပလိုင်းပေါက်နဲ့ဖားကောက်ဆိုဖြစ်တာဗောဒါကြောင့်မင်းကပလိုင်းမောက်ပိတ်တယ်လို့ပြောတာဘူးဟာငါအနေငန်းတော့ပတ်စံကုန်ပါဆိုလို့မင်းကငါ့ကိုနှိပ်ပေးတာပေါ့လေဟဲ့လားဒါဗောဗျအဖေကိုလည်းကြည်သူဆိုင်ရရောက်တယ်တစ်ဖက်မှာလည်းထောက်ပေါက်ကိုပိတ်ပြီးသားဖြစ်တယ်ဝင်းပေါက်လည်းဖွင့်ပြီးသားဖြစ်တာဗောဗျဘယ်မဟုတ်ဘူးဖွင့်အဖေကိုပြောရလေအဖေအပြင်ထွက်ရင်1000လောက်ကုန်တယ်အခုတော့1000ပဲပေး